အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကဒီ TikTok မှာခစ်စားနေတယ်ပေါ့နော် Alexander Technopat ဆိုတဲ့နေရာကိုသွားခဲ့တာပေါ့နော်သွားတာတော့ဒီနေ့တော့နှမ်းနေဆိုပေမဲ့ဆိုပါဦးနေချူးစမ်းနေရတာပေါ့နော်အဲ့တော့ကိုလည်းကိုပေးရမှာသွားနေတယ်ဆိုလို့ရှိရင်ဒီလိုလေးကိုအဆုံးထိလိုက်ကြည့်ပြီနော်ဒီဗီဒီယိုထဲမှာကဘယ်ကနေသွားမယ်ဆိုတော့ကျွန်တော်ပြောပြထားပြီပေါ့နော်ဒီအဲ့တော့ let's go စားလိုက်ကြအောင်ကျွန်တော်တို့ကပထမဆုံးအနေနဲ့လာဘရော MRT station ကိုသွားမှာဖြစ်တယ်ပေါ့နော်လာဘရော MRT station ကိုရောက်ပြီဆိုရင် ACA ကနေထွက်လိုက်ပါကျွန်တော်တို့ကထွက်ချင်းအပေါ်မှာဘယ်ဘက်ကိုတက်လို့ရတဲ့လှေကားရှိတယ်ပေါ့နော်အဲ့ဒီပေါ်တက်သွားမှာဖြစ်တယ်ပေါ့နော်အပေါ်ရောက်ပြီဆိုရင်တော့ကျွန်တော်တို့ကလမ်းကူးတဲ့ကုန်းကျော်တရားရှိတယ်ပေါ့နော်အဲ့ဒီတရားပေါ်ကနေပြီးတော့ဘယ်ဘက်ချမ်းကိုလှမ်းကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကအဲ့မှာဘတ်စကားမှတ်တိုင်ရှိတယ်ပေါ့နော်ကိုကဘတ်စကားစီးသွားတာဖြစ်ဖြစ်ဒါမှမဟုတ်လမ်းလျှောက်တာဖြစ်ဖြစ်လုပ်လို့ရပါတယ်ဘာလို့လဲဆိုတော့တမတ်တိုင်ပဲရှိလို့ပါဒီကနေပြီးတော့ကျွန်တော်ကတော့ဒီနေ့လမ်းလျှောက်ပြီးသွားခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်တို့ကလမ်းလျှောက်ပြီးသွားမယ်ဆိုရင်ဘတ်စကားမှတ်တိုင်နဲ့နည်းလေးကြော်ပြီးဆိုတော့ဒီ ATP ဆိုတဲ့အစာအုပ်ကြီးကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုနည်းနည်းလေးကြော်လိုက်ပြီဆိုလို့ရှိရင်တော့ရှေ့မှာအဲ့ဒီလိုင်ကောင်းတဲ့ဝင်ပေါက်လေးရှိပါတယ်အဲ့ဒီဝင်ပေါက်လေးတိုင်းဝင်သွားပြီဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ Alexander Technopat Underpass ပေါ့နော်ဒီကိုဘယ်လိုလူမျိုးတွေလာတဲ့လဲဆိုတော့ကျွန်တော်တို့တပ်ပုံရိုက်တာဝါသနာပါတဲ့လူတွေလာတင်ပါတယ်ဒီထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတပ်ပုံကောင်းကောင်းဖန်တီးလို့ရမှာပေါ့နော်ဥပမာကျွန်တော်တို့ကကျမ်းပြင်မှာအိပ်ပြီးတော့ကျွန်တော်တို့ရဲ့ဖုန်း90 degree ဆောင်းပြီးရိုက်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီနေရံပေါ်မှာလမ်းလျှောက်နေတဲ့ပုံစံမျိုးရမှာဖြစ်တယ်ပေါ့နော်အခုဗီဒီယိုမှာပြထားတဲ့ပုံစံမျိုးတိုင်းဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ကဒီထွက်ပေါက်မှာကျွန်တော်တို့ကမတက်ရက်ပြီးတော့ဗောနော်ဒီအလင်းကို short ပြီးရိုက်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လည်းပုံကောင်းတစ်ပုံရမှာဖြစ်တယ်ဗောနော်အခုဒီမှာပြထားတဲ့ပုံစံမျိုးပေါ့နော်ဒီကိုသွားမယ်ဆိုလို့ရှိရင်ဘယ်အချိန်နဲ့အကောင်းဆုံးဖြစ်မလဲဆိုတော့မနက်ပိုင်းအစောဆုံးအချိန်နဲ့ကျွန်တော်တို့ညနေဆောင်အချိန်တွေပေါ့နော်ဂျားချိန်တွေကတော့ကျွန်တော်တို့ကဒီမှာဝန်ထမ်းတွေအသွားလာများတာဖြစ်တဲ့အတွက်တက်ပုံရိုက်ဖို့အဆင်မပြေဖြစ်နိုင်ပါတယ်အဲ့တော့ကိုကသွားမယ်ဆိုလို့ရှိရင်ညနေဆောင်အချိန်သို့မဟုတ်မနက်ပိုင်းအချိန်ကိုကျွန်တော်တို့ကရွေးပြီးတော့သွားတင်ပါတယ်ဒီဥမြင့်လိုင်းကောင်းလေးကအရှေ့အပြင်မီတာ20ကျော်ကျော်လောက်ပဲရှိပါတယ်ကြာချိန်ကတော့3မိနစ်ကနေ5မိနစ်ကြာလောက်ပဲရှိပါတယ်ပေါ့နော်ဟိုဘက်မှာကတော့ကျွန်တော်တို့ကဒီ Technopat ဆိုတဲ့အစာအုပ်နဲ့ချိတ်ဆက်ထားတာပေါ့နော်ဒီဘက်ကတော့ကားလမ်းပေါ့နော်အဲ့တော့ကိုဒီကကိုပိရဲ့မှာအိမ်ထဲမှာအောင်ကျင်မှုဆိုလို့ရှိရင်တော့တွားပြီးတော့လေသိတဲ့နေရာလေးပေါ့နော်နောက်ပြီးကိုကဒီမှာတပ်ပုံအများကြီးရိုက်လို့ရတာဖြစ်တဲ့အတွက်တပ်ပုံကောင်းကောင်းရိုက်ချင်တဲ့သူတွေလည်းတွားပြီးတော့လေသိပါတယ်အဲ့တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ထုံးစံတိုင်းကျွန်တော်ကတော့အောင်စောပါကဲနောက်ဗီဒီယိုလေးတွေမှာတွေ့ကြမယ်နော်ကျွန်တော်နောက်ဗီဒီယိုလေးတွေမှာတော့ဒီစကင်ကူမှာရှိတဲ့တခြားနေရာတွေကိုတွားထားတာဖြစ်တဲ့အတွက်ထပ်ပြီးတော့စောင့်ကြည့်ပေးကြပါဦးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်